Unana ye kudo kamu rene do man you got no away when my nagosi the never china liar manina no gazaki you party quarter finance and Rupama job no line on it United do man you look zagare poema solution upon a cozy the jagger poema man you goma unana I'm a pitene mari malotene marine do throw နိုင်ပွဲတစ်ပွဲနဲ့နာသွားခဲ့ရတယ်ပေါ့နော်ဆိုတော့ Man U အနေနဲ့လည်းဒီပြီးခဲ့တဲ့ International Break ပြီးတဲ့ကလက်ရှိအချိန်ဒီကိုတစ်ပွဲမှမနိုင်သေးဘူးမနေ့ကတော့ဆိုလို့ရှိရင်လည်းအသင်းက88မိနစ်မှဥဆောင်ကိုထက်ရခဲ့တာဒါပေမဲ့အဲ့ကိုမထိန်းနိုင်ခဲ့ဘဲနဲ့သူတို့ပြန်ပြီးတော့ခြေပါကူပေးလိုက်ရပြီးတော့เนาะဒုတိယအကျော်အိမ်ကွင်းမှာတော့ရုန်းကန်ရတော့မဟုတ်မနေ့ကတော့ဥဆောင်ကိုရင်ရခဲ့တာက Lion ဘက်ကဖြစ်တယ် Lion က Emma တော့ကျွန်တော်တို့ပြတ်တံမောကန်တင်လိုက်တာမြေထောက်ပြီးဝင်သွားခဲ့တယ်ဆိုတော့ဒီဂိုးမှာဆိုလို့ရှိရင်လည်း Onana အနေနဲ့ဘာလို့ပါကန်မှမသိဘူးဖြစ်ခဲ့တယ်ဆိုတော့သူ့အနေနဲ့ဒီဘောလုံးကိုဒါလိုက်ဖမ်းဖို့ပဲကြည့်ရမှာဒါမှမဟုတ်လို့ရှိရင်ပြတ်တံမောကလေဂျားတွေကထပ်ဆင့်ပိတ်သွင်းတာကိုသူကြည့်ရမှာလားဆိုတဲ့အနေအထားမျိုးမှာသူကိုယ်တိုင်လည်းစဝေးသွားဖြစ်ပြီးတော့ကိုပေးလိုက်ရတယ်ပေါ့နော်ဆိုတော့ပထမမပြီးခင်ပြီးကန်ဒီမှာကန်ကောင်းပြီးတော့မန်ယူကိုပြန်ရလိုက်တဲ့ဥကာတေးကန်လိုက်တဲ့ဘောလုံးကိုယူကကောင်းဖြတ်တိုက်ခဲ့တာဆိုတော့ရိုးအတွက်လည်းဒီတွင်းကိုဒီသူ့အတွက်မန်ယူကစားသမားပေါ့ပထမအဆုံးတော့တွင်းကိုတကူဖြစ်ခဲ့တယ်ဒုတိယပိုင်းမှာတော့နှစ်သင်းစလုံးကအပြောင်းလဲလုပ်ခဲ့တယ်လိုင်ယွန်ဘက်ကလည်းလာကာဇက်တို့ဘာလို့ဝင်လာတယ်ပြီးတော့အခါမှာမန်ယူဘက်ကလည်းမေဆန်မောင်းတို့ပြီးတော့အခါမှာမိုင်နူးတို့ဆက်ဇီတို့เนาะဒီလိုကစားသမားမျိုးတွေဝင်လာခဲ့ပြီးတော့ပွဲပြီးကန်ဒီမှာ Bruno Fernandes တင်ပြီးတဲ့ကို Zaxi ကအလိုက်တင်ကောင်းတိုက်ပြီးပိတ်သွင်းခဲ့တယ်ဆိုတော့အဲ့ဒီပွဲမှာအဲ့ဒီအချိန်မှာ 2-1 ဖြစ်သွားပြီဆိုတော့ဒီအနေအထားမျိုးမှာတေချာပေါက်မန်တို့ဒီရလက်ကိုထိန်းနိုင်မှုစူးစမ်းရမယ်ထိန်းနိုင်ဖို့လည်းchance ကတော့လေးများနေဘာကြောင့်လဲဆိုတော့ပွဲပြီးကလည်းမိနစ်ကအဲ့လောက်မကြံတော့ဒါပေမဲ့မန်ယူနောက်တန်းရဲ့အားနည်းချက်တွေလည်းပါတာပေါ့နော်ဆိုတော့ line ကစားသမားတွေက penalty area တွေကိုအဆင့်ဆင့်ဝင်လာခဲ့ပြီးတော့အခွင့်အရေးတွေဥမာလင်းချိန်ခောက်ချိန်ရလိုက်တယ်ပြီးတော့အခါမှာအပိုင်တေကန်ဝင်ရလိုက်တယ်ဒီလိုအနေထားမျိုးတွေဒီဖြစ်ခဲ့တာဆိုတော့Onana တယောက်တည်းရဲ့အမှားလည်းမဟုတ်ဘူး Onana ရဲ့အမှားလည်းကြီးတယ်ဒါပေမဲ့ဒီလိုမျိုး penalty area ရဲ့အထိကိုဒီ open play နဲ့ဝင်ပေးခဲ့တဲ့ United နောက်တန်းကလည်းအမှားမကင်ဘူးလို့ကျွန်တော်တို့ပြောရမယ်ဆိုတော့ပထမတစ်ချိန်ကန်တဲ့ Onana နားတွေကလည်းပြန်ရှန်ထွက်လာပြီးနောက်အဲ့တလုံးကိုတော့ Chucky ပိတ်သွင်းတဲ့အချိန်မှာတော့မန်ယူချစ်ပါကိုပေးလိုက်ရတယ်ပေါ့နော်ဆိုတော့မန်ယူတော်လေးနေတာခဲ့တဲ့ပွဲဖြစ်ခဲ့တယ်ပြီးတော့အခါမှာဒုတိယကျော်အုတ်တော့ဖို့မှာကစားရမယ်ဘယ်လိုပဲဖြစ်ဖြစ်တရေရလက်ပဲထွက်ထားတဲ့အတွက်ကြောင့်တော့မန်ယူနေနဲ့ဘယ်လိုမှအမားခံလို့ရတဲ့အနေအထားမျိုးမှာမရှိတော့ဘူးပေါ့နော်ပြီးတော့အခါမှာဒီကြားထဲမှာလည်းသူတို့ထပ်ပြီးတော့ပွဲကစားအောင်မှာဆိုတော့နောက်တော့ဘာတွေဖြစ်လာမလဲဆိုတော့ကျွန်တော်တို့စောင့်ကြည့်ဖို့ပဲရှိတော့တယ်ပေါ့နော်ဆိုတော့ဒီမန်ယူ Onana နဲ့ Matic နဲ့ဒီပွဲမတိုင်ခင်လေးတိုက်ခဲ့တဲ့ပြဿနာအတိုင်းရတယ်တော်တော်လေးရည်ရတယ်ပေါ့နော်ဆိုတော့Matic ပြောခဲ့သလိုပဲပေါ့လေဆိုတော့ Onana ဒီမန်ယူတမိုင်းတစ်လျှောက်မှာအဆိုးရွားဆုံးကစားသမားတွေကဂိုးသမားတစ်ယောက်ဖြစ်တယ်ပေါ့နော်အဆိုးရွားဆုံးဂိုးသမားတွေကတစ်ယောက်ဖြစ်တယ်ဆိုတော့ဒီကစားသမားကဒါမျိုးပြောတာကတော့မန်ယူလိုင်ယွန်ထက်တာလဲဆိုပြီးပြောတာတော့လက်မခံနိုင်ဘူးဆိုပြီးတော့ပြောခဲ့တာဆိုတော့တကယ်တမ်းပွဲကစားကလည်း Onana ဒီအမားရင်းနှစ်ချိန်လုပ်ခဲ့ပြီးတော့နော်သူ့မျက်နှာသူအိုးမဲ့ပြန်တုတ်ခဲ့တယ်ပေါ့နော်ဆိုတော့ကောင်းပါပြီကျွန်တော်ဒီနေ့တော့တလောက်နဲ့ပဲရန်နာချင်ပါတယ်မနေ့ဖြတ်မှာတော့ကျွန်တော် chart topic တွေနဲ့တူပြန်လာနိုင်အောင်ကြိုးစားပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်